တိုတော်တူမျိုးကအရက်3ပေ6လက်မှ120စင်တီမီတာသာရှိတဲ့အင်ဂျင်နီယာလူငယ်လေးတဦးဟာ9ပေ4လက်မှ163စင်တီမီတာရှိတဲ့ချောမောလှပတဲ့အမျိုးသမီးလေးရဲ့နှလုံးသားကိုအာယူနိုင်ခဲ့လို့တကဘာလုံးကိုဟိုးလေးတကြိုဖြစ်သွားစေခဲ့ပါတယ်။သူတို့နှစ်ဦးဟာရုပ်ပိုင်းဆိုင်ရာကွဲပြားမှုတွေကအချစ်ရေးမှာပြဿနာမဟုတ်ကြောင်းတက်တည်ပြနေတဲ့စံပြစုံတွေလေးပဲဖြစ်ပါတယ်။ခန္ဓာကိုယ်သေးငယ်တဲ့အင်ဂျင်နီယာလေးတီမိုတီနဲ့သူ့ရဲ့ဇနီးချောလေးအနီတာတို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေဟာလူမှုကွန်ရက်မှာတော်တော်လေးကိုရည်ပန်းစားခဲ့တာပါ။တီမိုတီကသူဟာအနီတာကိုအတင်းအကျပ်လိုက်ခဲ့တာမျိုးမဟုတ်ဘဲယူသားမှုနဲ့ခိုင်မာတဲ့တန်ရောစင်ကိုအခြေခံပြီးတည်ဆောက်ခဲ့တာလို့ဆိုပါတယ်။2021ခုနှစ်ကစပြီးတငယ်ချင်းအဖြစ်စတင်တည်ကျွမ်းခဲ့ပြီးအကြံပေးဖို့တိုင်ပင်ဖော်တွေအဖြစ် EECC စကားပြောဖြစ်ခဲ့ကြပါတယ်။တငယ်ချင်းဖြစ်စတင်တာက PR တွေကိုရောကြစေပြီးတယောက်အကြောင်းတယောက်အစ်စ်အမှန်အတိုင်းတည်ခွင့်ရစေခဲ့ပါတယ်။2025ခုနှစ်ဇွန်လမှာတော့သူတို့ရဲ့တန်ရောစင်ကအချစ်အဖြစ်ပြောင်းလဲသွားပြီးခမ်းနားတဲ့မင်္ဂလာပွဲလေးကိုဆင်နွှဲခဲ့ကြပါတယ်။မင်္ဂလာဆောင်ပြီးနောက်သူတို့နှစ်ဦးဟာအိမ်တွင်းအလုပ်တွေကိုအတူတူကူညီလုပ်ကင်ပေးနေတဲ့ချစ်စရာဗီဒီယိုလေးတွေကိုမျှဝေခဲ့ရမှာကြည့်ရှုသူပေါင်း1.8 တန်းကျော်အထိရရှိခဲ့ပါတယ်။အင်တာနက်ပေါ်မှာတီမိုတီရဲ့ရုပ်ပိုင်းဆိုင်ရာအပေါ်ဝေဖန်တိုက်ခိုက်သူအချို့ရှိပေမဲ့လည်းသူတို့ဇနီးမောင်နှံကတော့ဂရုမစိုက်ပါဘူး။ပျော်ရွှင်မှုဆိုတာတခြားသူတွေရဲ့အမြင်ပေါ်မှာမူတည်တာမဟုတ်ပဲတယောက်နဲ့တယောက်ဘလောက်အဆင်ပြေပြေပေါင်းသင်းနေထိုင်နိုင်တယ်လဲဆိုတာပေါ်မှာပဲမူတည်တယ်လို့သူတို့ကခံယူထားပါတယ်။တီမိုတီရဲ့အားပေးစကားအချစ်ရေးဂူရူလို့တောင်တင်စားခံနေရတဲ့တီမိုတီကမိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့အမျိုးသားတွေကိုအခုလိုအားပေးစကားဆိုထားပါတယ်။အတွင်းစိတ်တန်ဖိုးနဲ့ဘဝပန်းတိုင်ခြင်းတူညီဖို့ဆိုတာအပြင်ပန်းရုပ်ရည်ထက်အစာပေါင်းများစွာပိုရေးကြီးပါတယ်လို့ဆိုခဲ့ပါတယ်။ဒီစုံတွဲလေးပေါ်ပရိသတ်တို့ရဲ့အမြင်ရောဘယ်လိုရှိပါသလဲ။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကိုမတ်မှာရေးပေးခင်ဦးရှင်။